Ok, alo mấy mình là vàကျွန်တော်ကတော့ Minecraft ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့One Speed Robot Escape ဆိုတဲ့ game ကိုဆော့ကြရမှာဖြစ်ပါတယ်ဒီ game ကတော့ကျွန်တော်တစ်ခါမှတော့မဆော့ဘူးပေါ့နော်ဆိုတော့ဆော့ကြည့်မယ်ဒါကတော့တူတူပဲထင်တာ robot ပဲကြောင်းသွားဆိုတော့ကျွန်တော်တို့ဒီမှာ train ရမှာလားမသိဘူး train ကြည့်လိုက်ဟုတ်တယ်ရဲ့ဒါပေမဲ့ဒါကြီးကဘာလို့လူချင်ဟောလို့မ Okay တော့ train နေတယ် free ရဲ့လုပ်လို့မရဘူးလေ Okay လုပ်လို့မရလည်းမလုပ်ဘူးပေါ့နော်ဒီကောင်က Okay ဆိုတော့ကျွန်တော်ပြိုင်ကြည့်ရပြိုင်ကြည့်မယ်လူမျိုးလဲပေါ့အောက်မှာဒီလိုမျိုးပါအင်းရလဲ easy ခုံးလို့ရတာရတယ်ကျွန်တော်စိတ်အုပ်ထိန်းချုပ်ပြီးတော့မောင်းနေတော့ဒီလိုပေါ့ဗါတဲ့ပြတ်တော့ရှင်နေတာကေကျွန်တော်1 win နဲ့ကေ1 win မယူလိုက်ရအောင်1 win နဲ့ပါလို့1နဲ့ဘာလုံနေတာဗျဆိုတော့ train အောင်မယ်ဟွာ train မယ်ဟလားကျွန်တော်ဒါကိုပတ်တူးတင်မိပဲပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုအရှိကြီးလုပ်လို့မရလို့ပါ Okay ယော level 1ကြည့်ဖို့သူကတော်တော်ကြာတယ်ဗျ Okay လူလောက်ရမလဲတော့မသိဘူး Okay level 2တော့ကြည့်သွားဆိုတော့နည်းတော့ညံလာမှာပေါ့နော်ဆိုတော့ကျွန်တော်သွားကြည့်မယ်ဒီဆက်ရောက်ကတော့အဲ့လိုသွားရင်အဲ့လိုဂျုံနဲ့မသိရထားကြသွားတာနည်းသွားမယ် Okay ဆိုတော့ကျွန်တော်သွားနေပါပြီခင်ဗျလာကွာ state တူးကြော်မယ်လားဒါနဲ့ထိလို့မရအောင်နော်ဒါနဲ့ထိရင်တခါလေးရှော့ရလိမ့်ယော Okay ရထားမယ်အေးကြ go Okay ဒါပြီးကြအောင်ပါ 1 2 3 go ကျွန်တော်1 3 win ယူလိုက်ရင်ကောင်းမယ်ဒါနဲ့ကျွန်တော်နည်းဆက်စုကြည့်ဒီပုံစံမျိုး win ကပါတဲ့အကောင်နေနဲ့တွေ့မှာအကောင်နေနဲ့တွေ့ရင်တော့မသွားချင်တော့ဘူးဒီဘရိုနဲ့တူတူသွားမယ်ခေါလမ်းတိလားမသိဘူးဟုတ်ကဲ့ဒါတိရနေသူရေငါတို့နှစ်ယောက်သွားမယ်ကွာငါတို့တွေ့နေရတယ်နော်ဒီကောင်သွားလမ်းမှန်ပဲလို့ဟိုစိတ်ကိုညာလိုက်တာကျွန်တော်တော့မှလိတ်ထတာပုံနေနေသေးတယ် Okay သွားရမယ်ဒီဘက်ကိုလိုက်ရောက်ပြီထင်တာပဲရောက်သွားပြီသွားလို့ရသေးလားတော့မသိဘူးမသွားတော့ကျွန်တော်ကတော့ရှစ်ဝင်းဆိုတော့ကိုတော့ကျွန်တော်ဒါလေးဒါဆိုပုံညံသွားပြီမိုက်တယ်တော့ကျွန်တော်တို့ခဏလောက်တော့ train ရအောင်မယ်ပေါ့နော်repair လုပ်ဖို့ကတော့တော်တော်ဝေးသေးတယ်ဟိုမှာလည်းဘာကြီးလက်မလီသွားကြည့်လိုက်အောင်မရဘူးတဲ့1000ဆိုတော့လည်းဘာမှမဟုတ်ဆိုတော့ကျွန်တော် train နေမယ်ရလား trainer ဟာယောဒီဘရိုကမှဒီက15 win ရောက်ရပါပြီတော့အခုမှဝါရရှိသေးတယ် trainer မယ်နည်းနည်းတော့ပို့ပြီးတော့ညံလာတာပေါ့နော်သွားရမယ် Okay မိုက်တယ် Okay လာတော့ကြမယ်ရောက်နေဘရိုကမလိုက်ဘူးကွာ Okay ကျွန်တော်တက်တော့သွားမှာကွာလာ Okay ခုံမယ် Okay ထပ်ခုံမယ်ဟိုမလိုက်လာဘူးကွာ Okay ကျွန်တော်တက်ရောက်တယ် solo ဆော့မယ် Okay
Okay yeah okay တော်ပြီးကြမလားမသိဘူးသွားတယ်ပြီးကြအောင် goပြီးကြအောင်မလား okay ပြီးကြပါပြီရော့ကွာလားဒါနဲ့ bro တို့ကျွန်တော် short video တင်ထားတဲ့ဟာမိုက်လား bro ကြော်ကွာတေချာတော့တရက်တိတိအောင်အချိန်ပေးပြီးတော့ edit လုပ်ထားတာကြီးရရင်ယူကောင်းပါလေဆိုတော့သွားကြည့်လိုက်ကြပါလို့ဟိုမှာကျွန်တော်သွားနေပါပြီအော်ဒီကျွန်တော်ဒီတခါတော့ရှစ်ဝင်မယူတော့ကြဟိုဘာလေးလည်းမသိဘူးအဲ့နေရာသွားဟိုမှာကျွန်တော်သွားနေပါပြီခင်ဗျာဒီကြီးကလမ်းပိတ်ခင်ဗျသွားနေပါပြီ okay ဒါတော့ရှစ်ဝင်ရအဲ့ကျွန်တော်ညံလားဆိုတော့သွားကြည့်အောင်ဒီဆက်ရုပ်တွေကတိတ်မညံဘူးဆိုတော့သွားလို့ရပါနော်ဟာမရောက်ညံနေဟောရှစ်ဝင်မယူအင်ဂျင်ရ14ဆိုတော့ဒါမရသေးဘူးကွာတခုလိုနေတယ်ဟာကန်ဆိုးလိုက်တယ်ကွာနဲ့ဒါရောဒါဟိုကြီးဟေးဆိုတော့ခဏလောက် train လိုက်အောင်မယ်ဗောနော်နည်းနည်းဟိုချင်တယ်နော်စိတ်ရောအကြီးစားမှာတင်ပြီးတော့ကြီးနေထူးဆန်းလာလို့နော်ဒီဆိုကျွန်တော်တို့တော့မကွာလားတိတ်မ train တော့သူကသွားနေတယ် trainer ဆိုတော့လေဘာလို့နဲ့ level 5တောင်ရောက်လာပြီပဲ okay စိုးပါဦးအောင်မလေးပြုတ်ကြပြီကြာရောင်ကြီးပြုတ်ကြသွားတယ်လေကွာရောင်မချင်းတော့ပြန်သွားပြီ okay ကျွန်တော်ကတော့တဝင်းလောက်ဆိုရပါပြီဘာလို့လဲဆိုတော့စိတ်ရုပ်လို့ကျွန်တော် what ကျွန်တော်နောက်ထပ်ဝါရီကိုရောက်သွားပြီဒါဘာလဲတော့မသိဘူးပေါ့နော်ကျွန်တော်သွားကြည့်ရထောင်းနဲ့ဒါကျွန်တော်သိပြီဒါမှကျွန်တော်ဒါမဆော့တော့ဘူးဒါကျွန်တော်နောက်ပိုင်းနေကြရင်ဆိုဆော့ရလူပြန်ထွက်ရမလဲမသိโอเคကျွန်တော်တို့စော့ကြည့်လိုက်မယ်ရနည်းနည်းဟိုတော့ဂျပန်နဲ့ပြန်လာကွာမိုက်တယ်တော့ဟောမှာတော့โอเคဝီဒါဒီဘယ်လိုရဘာလောက်တာလဲမသိပတ်စံနေလားမသိဟုတ်တယ်တော့ကျွန်တော်တို့ဒီက50တောင်50တယ်ပြီးတော့ပြေးပါပြီခင်ဗျာโอเคတော့ကျွန်တော်ဆက်ရုပ်စော့နေနဲ့shit ပြုတ်ကြပါပြီကွာသွားပါလေကျွန်တော်ဘာလောက်ခိုင်းတာလဲမသိဒီမှာဘာညာတရကာပေါ့နော်တော့ထားဖို့ကတော့မရှိတော့โอเคဆိုတော့ကျွန်တော်ဒါခဏလောက်စော့ပြီးတော့ဗီဒီယိုဆုံးသက်တော့မှာပေါ့နော်ယောโอเคလောက်ထားမယ်โอเคဒါ80ဆိုဒါယူသွားလိုက်မယ်ကွာလာတော့ဒါယူလို့မရဘူးကွာโอเคဘာယူရမလဲဆိုတော့ဥကလေးလို့ဥကလာဥကလေးလို့ဥကလာတယ်ဒီလိုကနေတယ်လိုက်လက်နေလားမသိဘူးမရဘူးကြဆိုတော့လေကျွန်တော်တို့နေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ပတ်တူကိုကျွန်တော်နောက်နေ့တင်ပေးမှာပေါ့နော်ဒါတော့ကျွန်တော်တို့ဆက်ရုပ်စော့တာတစ်ပိုင်းဒီကြံတဲ့ဟာစော့တာတစ်ပိုင်းပေါ့နော်ဆိုတော့အားလုံးပဲတတား